သူမြတ်တို့ရွာမှာကွယ်အချိန်ညနေဆောင်ကလေးမဲအပေါင်းတင်နေရေခက်လာတဲ့ထုံးစံပါရွာမှာကွယ်သမီးကြီးစားစကားလာမပြောနဲ့တော်သူများဖာထင်းနေယူသားစွာလူဝိတရားကိုအများကြီးသိတတ်တယ်မိုင်းညွညွဆိုင်လူရင်ညူပြရီမောင်ချေတိုးရလီနဘေးကဆွေအဲ့ဒီရွာပဲကွယ်စကိတ်ကတလေတာမျိုးတွေကိုပုံမူကကြွမပြခြင်းနဲ့မိုးနဲ့တူငဖားမကီစားပြခြင်းနဲ့